ဒီမှာဗျမိုးကုန်းမြို့မှာမိုးဥဒုဆိုမိုးအရမ်းရွာတဲ့ချိန်ကျရင်တောင်ပေါ်ကနေပြီးဒီလိုရေတွေကျလာတယ်ဗျအဲ့တော့ရေကျတဲ့အောက်မှာဇလုတ်ခွက်တွေပုံစံဖြစ်တယ်ပေါ့ဗျာနော်အဲ့ဒီဇလုတ်ခွက်နေရာကိုကြောက်မြက်ရတနာရှာဖွေကြမယ်ပေါ့ဗျာနော်ပြောရင်တော့ဒါတပိုင်တနိုင်မျောတိုက်ခြင်းပေါ့ဗျာနော်နောက်တစ်ခုကခနဲဆေးခြင်းပေါ့ဗျာနော်အပေါ်ကကျလာတဲ့ရေနဲ့အောက်မှာတဲစစ်ဖြစ်သွားအောင်မုံတွေကိုပေါက်ပြားနဲ့ဆွဲယူမယ်ပြီးကြရင်ခဲချမ်းတွေဖယ်ထုတ်မယ်တဲစစ်ကလေးတွေကိုစကားတဲ့ထဲ့ပြီးမှလဲ့မယ်ပေါ့ဗျာနော်အဲ့အတွက်အစအဆုံးကိုကျွန်တော်ခင်ဗျားတို့ကိုပြပေးမယ်ဗျအခုကတော့ခဲချမ်းရွေးနေတာပေါ့ဗျာနော်ခဲချမ်းရွေးရင်းနဲ့လည်းခဲချမ်းတွေကနေပြီးခဲကပ်ပရမများလေးတွေရရှိနိုင်တယ်ဗျခဲချမ်းတချင်းကတော့ပြီးသွားပြီဗျနောက်ထပ်မုံတွေကြတော့အောက်ခြေကနေပြောင်းပြန်လန်တင်ရတယ်ဗျအဲ့ဒါဆိုခဲကြီးတွေဒီအပေါ်မှာတင်ကြံပြီးမုံတွေဒီအောက်ကိုဆင်းသွားပါဗျာနော်တဲစစ်တွေနဲ့ကြောက်ပါတတ်တဲ့ဘိုးမီတွေကတော့အလယ်မှာစုပြီးမှတဲအဖြစ်ကြံနေတယ်ပေါ့ဗျာနော်အဲ့ဒါကိုပြောင်းပြောင်းလန်ရင်မုံထွက်တယ်တဲမုံလေးတွေထွက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဗျာနော်လှုပ်နေတယ်ဗျနောက်ထပ်ခဲချမ်းတစောကူစာထပ်ကြုံရမယ်ပေါ့ဗျာနော်အပေါ်ကနေပြီးမှဘုံသားအနေငယ်ထပ်ပြီးခုတ်ချတယ်ဗျအဲ့ဒီထဲကနေပြီးမှကြောက်မြဲနေတာတွေပါလာတတ်တယ်ပေါ့ဗျာနော်အဲ့လိုခုတ်ချလိုက်တော့မလိုလားတဲ့မုံတွေဒီရေစီးနဲ့သူမျောပါသွားပြီးခဲတွေကတင်ကြံရတယ်ဗျခဲတော့စောစောနီးတိုင်းဖယ်ထုတ်မယ်ပေါ့ဗျာနော်ဒီလုပ်ငန်းစဉ်ကိုခနဲ့စေးချင်းတဘာဝမျောတိုက်ချင်းအဲ့လိုခေါ်တယ်ပေါ့ဗျာနော်မျောတိုက်တာတော့ဒီလိုမျိုးအခြေအနေမျိုးကတော့တယောက်တည်းပဲလိုမယ်ဗျခဲကြီးမရှိဘူးပေါ့ဗျာနော်တယောက်တည်းကြိုးစားရင်တစုပဲပေါ့ဗျာနော်ခဲတွေကိုစွန့်ပြရတယ်ဗျကြီးမားတဲ့ခဲတွေကိုတလုံးချင်းကောက်ပြီးစွန့်ပြတယ်အနှဲငယ်ကြီးတဲ့ခဲကိုတော့စော့ကူတဲ့ထည့်ပြီးမှပြစ်တယ်ပေါ့ဗျာနော်ကန်ဆိုတာပြောလို့မရဘူးဗျကြောက်မြဲနာကောင်းကြီးတွေရရှိနိုင်တယ်ပေါ့ဗျာနော်အဲ့တော့ကြိုးကြိုးစားစားလုပ်ရင်လုပ်တယ်လို့အကျိုးရှိနိုင်တယ်ကန်ကောင်းနိုင်တဲ့ဆိုနေမျိုးရှိတယ်ပေါ့ဗျာနော်ရေတိုးရှော့လုံးနေတော့ဗျရေတိုးရှော့လွယ်လွယ်လေးခဲဟိုဘက်ချလိုက်ရင်ရေပိတ်ပြီးဒီဘက်ထဲကိုလာတယ်ဒီဘက်ထဲကိုမလာချင်ခဲကိုအလဲမှာခုလိုက်ရင်ရေဒီဘက်သွားတယ်ပေါ့ဗျာနော်စကားလက်တဲ့ထီတော့စောင့်ကြည့်မယ်ပေါ့ဗျာနော်တခါတလေဒီလိုတက်ဖက်တွေလန်တင်နဲ့ကြောက်အစိလိုက်အပွင့်လိုက်တွေ့တတ်တယ်ပေါ့ဗျာနော်အဲ့လိုမတွေ့ရင်လည်းစကားထဲမှာအညာကတော့တွေ့တယ်ဗျဘလို့ပဲလှုပ်ကြိုးစားအားထုတ်မှုအတွက်တရက်ကို2000 3000တော့တွက်ချီကြိုက်တယ်ပေါ့ဗျာနော်တခုတော့ရှိတယ်ဗျယာဒီဥရုဒံကိုအတော်လေးခံစားရမယ်ဗျအပေါ်အေးအောက်အေးခြေလက်အေးပေါ့ဗျာယာဒီဥရုကလည်းတော်တော်အေးတယ်ဗျဒါတော့စကားလဲတော့မှဖြစ်တယ်ပေါ့ဗျာနော်စကားလဲဖို့အတွက်စကားလဲဖို့နေရာရေအိုင်အောင်အခုလိုတာယိုးလေးပိတ်တယ်ပေါ့ဗျာနော်တာယိုးပိတ်ပြီးတော့စကားတစ်ချက်အလွယ်တကူလဲလို့ရတဲ့ရေအနေထားရောက်သွားပြီဗျအဲ့တော့စကားလဲမယ်ဗျတက်ဖက်တွေကျုံနေပြီပေါ့ဗျာနော်ကြောက်စကားလဲမယ်ပေါ့ဗျာနော်ကဲစကားလဲတော့မယ်ဗျဒေတာလူတွေကတော့စကား white တယ်ခေါ်တယ်ပေါ့ဗျာနော်စကား white တယ်ဗျ white တယ်လဲတယ်ပေါ့ဗျာနော် white တယ်ပြောလဲမှန်တယ်ဗျလဲတယ်ပြောလဲမှန်တယ်ဗျအဲ့ဒါအတွင်းမှာရှိတဲ့မုံတွေကိုကြတော့အောင်လုပ်တယ်ဗျအခုလိုလုပ်တဲ့လုပ်စင်ကတော့အပေါ်ကခဲချမ်းရွေးတဲ့လုပ်စင်ပေါ့ဗျာနော်ကြောက်မပါရနိုင်ဘူးလားဆိုမပါရနိုင်ဘူးလားစကားရဲ့အောက်ခြေနဲ့အခုအလဲရဲ့အပုံအောက်ခြေမှာစုအောင်မိုးသားတွေကကျွမ်းကျင်စွာစုထားတတ်တယ်ပေါ့ဗျာနော်အဲ့ဒါနောက်ထပ်မုံတွေချတယ်ဗျပြီးရင်ခဲချမ်းအနေငယ်ပြန်ရွေးမယ်ပေါ့ဗျာနော်ဒါတော့ကြောက်ကိုအလဲမှာတည်ချာလေးရှိနေအောင်လုပ်တာပေါ့ဗျာနော်စကားမောင်းလိုက်ရင်ကြောက်ဒီအလဲမှာစုနေတယ်ပေါ့ဗျာနော်စိတ်တော့ရှည်ရတယ်ဗျအဲ့ဒါမှကြောက်တဲ့တဲစစ်တွေကစကားရဲ့အလဲမှာစုတယ်ပေါ့ဗျာနော်အမှကြည့်လိုက်တဲစစ်လေးမဲမဲလေးကအလဲမှာအဲ့ဒီမဲမဲတဲ့ဂျားထဲမှာ
ကြောက်အညာလေးတွေပါတတ်တယ်ပေါ့ဗျာနော်ကြောက်ကောင်းတော့စောစောပေါ့ပြနဲ့ချစ်တဲ့အချိန်မှာလဲတွေ့တတ်တယ်ဗျဒီလိုထဲမှာလဲတွေ့တတ်တယ်ပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်တယ်ဗျာနော်